ကွာအပင်နဲ့အမေကိုခွဲသွားခဲ့တာခုတော့နှစ်တွေ့ကြာပြီမပြေလဲမှုနဲ့ချိုးသားယုံကမပြောပါဘူးမင်းစိန်တို့ရဲ့ကဘာမှာမိဘနှစ်ပါးရှိရမြေမြန်မာပြည်ကိုပဲလွှမ်းနေအရင်ကြီးဆုံးတော့ကိုယ်နိုင်ငံကိုပြန်လာတော့မယ်မိဘနှစ်ပါးကိုကျေးဇူးဆက်မယ်မြန်မာပြည်ရင်ဝင်တာယာချမ်းမြေတဲ့မြပြန်ခဲ့ပြီအမေလေးသားအတွက်မငုံနဲ့တော့မြစ်ပြအနန္တကောင်းကင်ကဘာကြီးပမာအဖေနဲ့အမေကိုတီးွယ်တင်စားချင်းရှားတော်ဝင်မစားတွင်လေဘယ်ရနဲ့မှနိုင်ရှင်မရအောင်အဖေမေရဲ့သာဝရမြတ်ပြပြန်တွေ့တဲ့ပြင်မာမြေကြီးလေကျွန်တော်တိုင်းတစ်ဝါကပြန်ခဲ့ပါမယ်အမေတလားလာလောလာကလေးတွေအတုံးဆွဲချွေတာမစားရမတော့ရဲ့ကျွန်တော်စုပါရဲ့အဖေကိုမြဲကျွန်တော်ကတော့ပြန်ပါပြီအမေအလားကိုပြန်ခဲ့ခြင်းပြီးအပြုံးနဲ့တာကိုယူနေပါမယ်အဖေနဲ့အမေစီလွမ်းလို့ပြန်ခဲ့ဝေးရမီမျိုးကလေးငါကဗျာလာတာရင်ကိုပြန်ခဲ့ပါမယ်အမေရဲ့ရင်ဝင်အဖေရဲ့ရိတ်စီပြန်လာခဲ့ရင်မြမပြည်သားအေးချမ်းဆုံးကပါတိုင်းတစ်ပါးစီကအပြီးပြန်လာတော့ကွာအပင်နဲ့အမေကိုခွဲသွားခဲ့တာခုတော့နှစ်တွေ့ကြာပြီမပြေလဲမှုနဲ့ချိုးသားယုံကမပြောပါဘူးမင်းစိန်တို့ရဲ့ကဘာမှာမိဘနှစ်ပါးရှိရမြေမြန်မာပြည်ကိုပဲလွှမ်းနေအရင်ကြီးဆုံးတော့ကိုယ်နိုင်ငံကိုပြန်လာတော့မယ်မိဘနှစ်ပါးကိုကျေးဇူးဆက်မယ်မြန်မာပြည်ရင်ဝင်တာယာချမ်းမြေတဲ့မြပြန်ခဲ့ပြီအမေလေးသားအတွက်မငုံနဲ့တော့မြစ်ပြအနန္တကောင်းကင်ကဘာကြီးပမာအဖေနဲ့အမေကိုတီးွယ်တင်စားချင်းရှားတော်ဝင်မစားတွင်လေဘယ်ရနဲ့မှနိုင်ရှင်မရအောင်အဖေမေရဲ့သာဝရမြတ်ပြပြန်တွေ့တဲ့ပြင်မာမြေကြီးလေကျွန်တော်တိုင်းတစ်ဝါကပြန်ခဲ့ပါမယ်အမေတလားလာလောလာကလေးတွေအတုံးဆွဲချွေတာမစားရမတော့ရဲ့ကျွန်တော်စုပါရဲ့အဖေကိုမြဲကျွန်တော်ကတော့ပြန်ပါပြီအမေအလားကိုပြန်ခဲ့ခြင်းပြီးအပြုံးနဲ့တာကိုယူနေပါမယ်